Caster Besta လို့ခေါ်တဲ့တခါမှမသုံးဘူးသေးတဲ့ဒုံးကျည်တွေနဲ့အီရန်ကအစ္စရေးကိုပစ်လွတ်တိုက်ခိုက်တယ်လို့သိရပါတယ်။အီရန်နျူကလ িয়ার စက်အုံတွေကိုအမေရိကန်ကတိုက်ခိုက်မှုကိုလက်တုံ့ပြန်တဲ့အနေနဲ့အီရန်ကလည်းသူ့ရဲ့နျူကလ িয়ার ဆိုင်ရာဒုံးကျည်ပစ်လွတ်မှုအသစ်ကိုတင်းနှင်းကုန်တွေကစတင်ခဲ့ပါတယ်။ဒုံးကျည်ထိပ်ပူပေါင်းများစွာတက်ဆင်ပစ်လွတ်နိုင်တဲ့ခိုင်ဘာရှက်ကန်လို့ခေါ်တဲ့ပဲ့ထိန်းဒုံးကျည်ကိုပထမဆုံးကြိမ်ဖြစ်ပစ်လွတ်ခဲ့တာဖြစ်ပါတယ်။ဒါကိုဥရောပလို Caster Besta လို့ခေါ်ပါတယ်။အီရန်ဟာအစ္စရေးကိုဒုံးကျည်အစင်း40ပစ်လွတ်တိုက်ခတ်ခဲ့တယ်လို့ IRGC Islamic တော်လှန်ရေးအစောင့်တပ်ကသတင်းထုတ်ပြန်ပါတယ်။ဒီဒုံးခွင်းဒုံးတွေဟာထိရောက်မှုအခိုက်အတန့်တစ်ခုထိလမ်းညွှန်နိုင်အောင်လှည့်မြန်ပြီးပောက်ကွဲအားကောင်းတဲ့ထိပ်ဖူးများစွာတပ်ဆင်ထားလို့တိကျမှုတဲ့အဖြတ်စွမ်းအားကိုမြင့်တင်ပေးပါတယ်။အခုတိုက်ခိုက်မှုတွင်ပြစ်မှတ်တွေမှာအစ္စရေးစစ်တပ်ကွပ်ကဲမှုဌာနကာကွယ်ရေးသိပ္ပံနဲ့နည်းပညာဆိုင်ရာသုတေသနဌာနနဲ့တယ်လီဗီမြို့ကဘင်ဂိုရီယန်နိုင်ငံတကာလေဆိပ်တို့ပါပါတယ်။တနင်္ဂနွေနေ့မနက်ပိုင်းကစပြီးမြို့တော်တွင်လေကြောင်းတိုက်ခိုက်မှုတွေရှိတယ်လို့အစ္စရေးကထိန်းချုပ်ထားတဲ့ဂျေရုဆလင်မြို့က China Media Group CMG ကသတင်းတွေသိရပါတယ်။လောလောဆယ်ဂျေရုဆလင်မြို့မှာမြို့ပေါ်မှာလေကြောင်းတိုက်ခိုက်မှုအော်ဒန်တွေအဆက်မပြတ်ကြောင်းနေရကြောင်းတစ်ချိန်တည်းမှာပဲအစ္စရေးလေပိုင်းနဲ့မြောက်ပိုင်းဒေသတွေမှာလေကြောင်းတိုက်ခိုက်မှုသတိပေးချက်တွေလည်းထုတ်ပြန်ထားတယ်လို့သတင်းဌာနတွေကပြောပါတယ်။အစ္စရေးလေတပ်ကတနင်္ဂနွေနေ့မှာအီရန်ဒုံးကျည်ပစ်စင်တွေကိုဖျက်ဆီးခဲ့ပြီးအီရန်နောက်ပိုင်းကစစ်ဘက်ဆိုင်ရာပစ်မှတ်တွေကိုအသစ်ထပ်မံတိုက်ခိုက်ခဲ့တယ်လို့အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနကဆိုပါတယ်။အီရန်နိုင်ငံနောက်မြောက်ပိုင်းတက်ဘရစ်မြို့ကအီရန်စစ်ဘက်ဆိုင်ရာအဆောက်အအုံတွေကိုအစ္စရေးစစ်တပ်ကလေကြောင်းကတိုက်ခိုက်တဲ့ပုံတွေကလည်းဗီဒီယိုဖိုင်တွေကလည်းလိုင်းပေါ်မှာပြန့်နှံ့နေပါလေ။အမေရိကန်သမ္မတထရန့်ကအီရန်နိုင်ငံတဲကနျူကလ িয়ার သုံးနေရဖြစ်တဲ့ Fordo, Natanz နဲ့ Isfahan တို့ကိုမနေ့က B-50 ဘုံကျဲလေယာဉ်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ထုတ်ပြန်ကြေညာထားပါတယ်။အခုဆိုရင်အစ္စရေးနဲ့အီရန်တိုက်ပွဲဖြစ်နေတာဟာ10ရက်မြောက်ရှိလာပြီပဲဖြစ်ပါတယ်။အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုတွေနဲ့ပွဲကတော့ကျန်းနေတော့မှဖြစ်ပါတယ်။ဇွန်23ရက်နေ့မှာအစ္စရေးနဲ့အီရန်တို့တိုက်ပွဲဖြစ်ရမှာအစ္စရေးနိုင်ငံဘဟိုဒေသနဲ့တောင်ပိုင်းဒေသတို့ကိုအီရန်ဘက်ကဒုံးကျည်15လုံးနဲ့ပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။အီရန်ဘက်က2ကြိမ်ခွဲပြီးတော့ပစ်ခတ်ခဲ့တာလို့ဆိုပါတယ်။ဒါကြောင့်ဂျေရုဆလင်နဲ့အက်စတာမြို့တွေမှာလေကြောင်းအနေနဲ့အချက်ပေးအော်ဒန်တွေမြည်ဟီးခဲ့ပါတယ်။အစ္စရေးဘက်မှပေါက်ကွဲတဲ့နေဇက်တိုက်ကြောင်းနေရပေမဲ့သေချေဒဏ်ရာရတာကိုမထုတ်ပြန်တာကြောင့်မသိရှိရပါဘူး။နိုင်ငံတောင်ပိုင်းဒေသတွေမှာလျှက်စစ်မီးပြတ်တောက်ခဲ့တဲ့အတွက်အဲ့ဒီဒေသတွေမှာထိခိုက်ပျက်စီးမှုတွေရှိနိုင်တယ်လို့အစ္စရေးကဆိုပါတယ်။အစ္စရေးဘက်မှအီရန်နိုင်ငံတီဟီရန်မှာနာမည်ဆိုးနဲ့ကြော်ကြားလာတဲ့အီဘိုင်ဂျင်းထောင်အီရန်ဒေါ်လာရေးစောင့်တပ်ရုံးချုပ်ပါလက်စတိုင်းရင်မြေဘာဆစ်အီရန်အရန်တရင်ပြစ်မှတ်တွေကိုလည်းပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဖော်ရိုမြေအောင်နျူကလ িয়ার စက်ရုံကိုလည်းထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ဇွန်23ရက်နေ့ထပ်မံပစ်ခတ်ခံရမှုမှာအဲ့ဒီဖော်ရိုမြေအောင်နျူကလ িয়ার စက်ရုံဟာပုံမပျက်စီးသွားခဲ့တယ်လို့ကုလသမဂ္ဂနျူကလ িয়ার စောင့်ကြည့်ရေးအဖွဲ့ IAEA ကထုတ်ပြန်ပါတယ်။နိုင်ငံပြန်လာပစ်ခတ်မှုမှာအစ္စရေးဘက်ကကြေညာမှုအရအနည်းဆုံးလူ25ဦးသေပြီးတော့ရာနဲ့ချီဒဏ်ရာရပါတယ်။အီရန်ကျန်းမာရေးဝန်ကြီးဌာနကြေညာချက်မှာတော့အစ္စရေးတိုက်ခိုက်မှုကြောင့်အီရန်မှာအနည်းဆုံးလူရောက်400ကျော်သေပြီး3500ကျော်ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။